idol ချာတိတ်မလေးတွေကိုလက်ဆောင်ပေးခဲ့တဲ့ပတ်ပိုကန် Fifth Generation K-pop idol မလေးနှစ်ယောက်ဟာသူတို့ကိုပတ်ပိုကန်လက်ဆောင်ပေးခဲ့တဲ့မျှော်လင့်မထားတဲ့လက်ဆောင်အကြောင်းပြောပြခဲ့တာလေးကပရိသတ်တွေကြားမှာလူပြောများနေပါတယ်။ပတ်ပိုကန်ဟာသူရဲ့ချစ်နာတတ်မှုတွေကြောင့်ကြော်ကြားတဲ့ idol တစ်ယောက်ဖြစ်ပါတယ်။လက်တလော interview မှာမြောင်ဖွဲရဲ့ Ella နဲ့ Narin တို့ကသူတို့ရဲ့ပွဲဥထွက်အတွက်ပတ်ပိုကန်ပေးခဲ့တဲ့လက်ဆောင်အကြောင်းပြန်လည်မျှဝေလာကြပါတယ်။ Slum Drip အစီအစဉ်မှာကောင်မလေးနှစ်ယောက်က K-drama တွေအကြောင်းပြောခဲ့ကြတာပါ။ Ella က drama သိမ့်မကြည့်ဖြစ်ပေမဲ့ Narin ကတော့သူဟာလည်းပရိသတ်တွေလိုပဲပတ်ပိုကန်နဲ့ IU ရဲ့ One Life Gives You Tangerine ကိုကြည့်ဖြစ်ကြောင်းပြောလာခဲ့ပါတယ်။ပတ်ပိုကန်နဲ့မြောင်တို့ဟာ The Black Label အောက်ကအမှုပညာရှင်တွေဖြစ်ကြပါတယ်။ Ella ကသူဟာပတ်ပိုကန်ကိုအရန်သဘောကျကြောင်းပြောလာခဲ့ပြီး Narin ကတော့ပတ်ပိုကန်နဲ့သူတို့ကုမ္ပဏီမှာမကြာခဏတွေ့မိတတ်ကြပြီးတွေ့တိုင်းလည်းပိုကန်ကသူတို့ကိုအမြဲတမ်းတောက်တောက်ပပနှုတ်ဆက်ကြောင်းပြောပြခဲ့ပါတယ်။ Ella ကသူတို့ပွဲထွက်တဲ့အခါပတ်ပိုခန်းက Guanxi Style မျိုးသူတို့အတွက်လိမ္မော်သီးတွေလက်ဆောင်ပေးလာတဲ့အကြောင်းထုတ်ပြောပြလာခဲ့ပါတယ်။ Memory က The Black Label ကနောက်ထပ် senior တယောက်ဖြစ်တဲ့ Big Bang Taeyeon ရဲ့ဂျင်နာဓာတ်ပုံနဲ့သူတို့ပေါ်ဘလို့ဆက်ဆံပေးလဲဆိုတာကိုပါပြန်လည်မျှဝေပေးခဲ့ကြပါသေးတယ်။ဗီဒီယိုလေးတက်လာတဲ့အခါ netizen တွေကဒီဖြစ်ပျက်ကိုချစ်စရာလေးလို့ပြောလာကြသလိုရေစရာလေးကောင်းကြောင်းပြောဆိုနေကြပါတယ်။ပတ်ပိုခန်းရဲ့သူ့ရဲ့ character အတိုင်းလိမ္မော်သီးတွေပို့ပေးတာလေးကိုလည်းသဘောကျနေကြပါတယ်။မြောင်ဟာသဘောကောင်းတဲ့စီနီယာတွေပက်လေဝိုင်းပြီးကုညီရာကိုခံနေရတဲ့ကံကောင်းတဲ့ဂျူနီယာလေးတွေဖြစ်နေကြရပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်